အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်အခန်းလေးနဲ့မိတ်ဆက်ပေးပါရစေဒီနေ့မှာပေါ့နော်တကြံပြီးသင်မဲ့စာလေးတွေအကုန်လုံးကိုပြင်ပြီးတော့ရှာဖွေနေရဖြစ်ပါတယ်အကြံပြီးသင်ရမယ့်အတန်းက4တန်းလောက်ဖြစ်နေရဆိုတော့ပေါ့နော်ဟုတ်ကဲ့ကျွန်တော်ဒါပြင်အတန်းတွေလည်းလက်ခံနေပါတယ်ပေါ့အမှားစောက်တွေရှာရင်နဲ့အိတ်ကငိုက်သေးတာကျွန်တော်တကယ်လုံးဝကြမိုင်မကောင်းဘူးပေါ့နော်ဒီရက်ပိုင်းမှာဒါပေမဲ့အဆင်ပြေအောင်စူးစမ်းနေပါတယ်လို့ဟုတ်ပြီကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်ရဲ့ပေါ့နော်ဒီကျောင်းသားတွေတဲ့ secretary ကိုဆွဲပြီးဆိုတော့ပေါ့နော်တိုင်တီပဲပြောလိုက်တော့မယ်ခင်ဗျာတိုင်တီပဲဆွဲပြီးအချိန်မှာကျွန်တော်ရဲ့တိုင်တီပဲပေါ့နော်ကျွန်တော်ဘာလုပ်မယ်ဆိုပြီးတော့လောက်ကမဲ့တိုင်တီပဲလို့ကျွန်တော်ဆွဲပါတယ်ကျွန်တော်ဒါမြင်အောင်ပြတာပေါ့နော်ကျွန်တော်တိုင်တီပဲကိုအရင်ကြည့်ရယ်ကျောင်းသားရဲ့တိုင်တီပဲကိုအရင်ကြည့်ရယ်ပြီးတော့မှကျွန်တော်ရဲ့တိုင်တီပဲကျွန်တော်အရင်မှာငိုက်ပါသေးတယ်ပေါ့နော်အိတ်ကရမ်းလိုက်အေးစေးတော့ပြီးအိတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရတယ်။ကျွန်တော်တိုင်တီပဲဆွဲဖို့တော့ပေါ့နော်။တနေ့တာကျွန်တော်တို့ဘာလုပ်တယ်ဆိုပြီးတော့ plan ချတာပို့ပြီးတော့ကောင်းပါတယ်။ဒီလိုတိုင်တီပဲလေးကကြာတော့ကျွန်တော်ဘယ်နေ့မှဘာလုပ်ဖို့ရှိတယ်ဆိုပြီးတော့မှတ်လို့ရအောင်ဆိုပြီးကျွန်တော်ဆွဲတာဖြစ်ပါတယ်။အေးဝိုင်းမျက်နှာတွေလည်းဖောင်းကားပြီးတော့မျက်မှန်သမားကလည်းဖြစ်တော့တယ်။နှလုံးလေးကလည်းကြီးကြီးလေးပဲကျန်ပါတော့တယ်ခင်ဗျာ။အဲ့အချိန်မှာအလန်းထားမိပါတယ်။အဲ့လိုဆွဲရင်းနဲ့ကျွန်တော်တခြင်းလေးလည်းညှိမိပါသေးတယ်။အဲ့အပြင်ကမှတကယ်လို့ကျွန်တော်စီမှာအတန်းတက်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကလေးတွေကိုဆိုရင် phonic ကနေစတင်ပြီးလူကြီးတွေကိုလုံးဝ basic ကနေစတင်ပေးပါတယ်ခင်ဗျာအတန်းတက်ချင်တဲ့သူတွေဒါရောက် join နိုင်ပါတယ်ကဲအခုဆိုရင်ကျွန်တော်တို့သင်တန်းကျောင်းလေးတွေပြောပြီးကျွန်တော်တကြံပြီးဘာလုပ်မလဲ tiny way ဆွဲနေတဲ့အကြောင်းလေးပြောပြီးတော့ပေါ့နော်ဒီနေ့မှာကျွန်တော်ကဘာလုပ်ပြီးမှလဲဆိုလို့ရှိရင်ပေါ့နော်ဒီ comment လေးနှစ်ခုကြည့်လိုက်ပါဒီနေ့မှာတကြံမှာရေအရန်စောချင်တဲ့သူတွေအတွက်ဒါနဲ့ပတ်သက်တဲ့အင်္ဂလိပ်စာကြောင်းလေး sharing လုပ်ပေးမှဖြစ်ပါတယ် okayအဲ့ဒီမတိုင်ခင်မှာဆိုလို့ရှိရင်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ဘယ်လိုဖြစ်ပါတယ်နာမည်ရင်းကတော့ intro မို့ဖြစ်ပါတယ်ပေါ့နော်ဒီဘယ်သူမှပြောပြဘူးเนาะနာမည်ရင်းကို okay ကျွန်တော် brand blog ကနေလည်းပြန်လဲကြိုဆိုရဲအဲ့ဒါပြင်မှာ welcome back to my brand blog channel okay ဒီနေ့မှာဆိုတော့တရားရေးရန်စောချင်တဲ့သူတွေအတွက်ကြံမှာဘယ်လိုမျိုးအင်္ဂလိပ်စာသုံးလုံးလေးတွေသုံးလို့ရတယ်ဆိုတာပြောပြီးတော့တူလေ့လာကြည့်လိုက်ရအောင် okay let's go Okay, ပထမဆုံးစာကြောင်းအနေနဲ့ Tingen is the traditional New Year festival in Myanmar. Tingen is there ဆိုတာ Tingen ဆိုတာကပေါ့နော် traditional ဆိုတာရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းပြောတာပါ New Year လို့ပြောလိုက်တာနဲ့နှစ်သစ်ကူးပွဲတော်လို့ပြောလို့ရပါတယ် festival ပိုင်းပွဲတော်ပေါ့နော် New Year ကနှစ်သစ်ကူးပွဲတော် in Myanmar မြန်မာရဲ့နှစ်သစ်ကူးပွဲတော်ဖြစ်ပါတယ်လို့ကျွန်တော်ရှင်းပြထားတာဖြစ်ပါတယ်အဲ့တော့တကြောင်းလုံးတေချာပြန်ဖတ်ကြည့်မယ်ဆိုလို့ရှိရင် Tingen is the traditional New Year festival in Myanmar ဆိုတာက Tingen ဆိုတာမြန်မာရဲ့နှစ်သစ်ကူးပွဲတော်ဖြစ်ပါတယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ် Okay ဒုတိယကြောင်းအနေနဲ့ကျတော့ people celebrate Tingen by splashing water on each otherအကြောင်းလုံးဒေတာရှင်းပြရမယ်ဆိုတော့ people လူတွေကပေါ့နော် celebrate ကျင်းပကြတယ်ပြုလုပ်ကြတယ်ပေါ့နော်Tingenကို by splashing လုပ်တယ်ဆိုတော့ကျွန်တော်တို့ရေနဲ့ပတ်ဖြန်းတာရေနဲ့ဝုန်းကနေပတ်လိုက်တာမျိုးမဟုတ်ပဲねပတ်ဖြန်းလိုက်တယ်ဆိုတဲ့သဘောပြတာပေါ့နော်water on each other ဆိုတော့တယောက်နဲ့တယောက်ပတ်ဖြန်းကြတယ်ဆိုတဲ့သဘောပြတာပါ Okay ကျွန်တော်နံပါတ်3အနေနဲ့ကျတော့ is it time to wash away that like and step brushအဲ့လိုပြောတဲ့အခါကျတော့ကျွန်တော်ဘာပြောမလဲအခု it's the time to လို့ပြောလိုက်တာ ਨੇ ကျွန်တော်တို့အချိန်ကြာပြီပေါ့နော် wash away bad luck လို့ပြောလိုက်တာ ਨੇ မကောင်းတာတွေအကုန်လုံးကျွန်တော်ဖယ်ရှားမယ် step flush လို့ပြောလိုက်တာ ਨੇ ကျွန်တော်တို့ကဘယ်လိုလဲ fresh ဖြစ်နေလုံးဝနှစ်သက်ကြီးကိုပြန်လဲစတင်ကြမယ်ဆိုတဲ့သဘောကိုပြောထားတာပါကဲတချောင်းလုံးကိုကြီးလေးချာခြုံကုန်ပြီးပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်မကောင်းတာတွေခြံခဲ့အကောင်းတာတွေနဲ့ဒီလိုစတင်ကြမယ်ဆိုတဲ့သဘောပြထားတာပါ Okay အလွယ်လေးအနေနဲ့နံပါတ်3လေးကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ပေါ့နော် People also go to Pagoda or visit to Pagoda and do good deeds လို့ပြောလို့ရပါတယ် do good things ဆိုတာလည်းပြောလို့ရတယ်ဒီဆိုတာကပြုလုပ်တယ်လို့ပြောလို့ရပါတယ် things အရာဝတ္ထုတွေပေါ့နော် good thing ကောင်းတဲ့အရာတွေကို do ပြုလုပ်ကြတယ်လို့ပြောတာပါ Okay လူတွေကပေါ့နော်ဖျားသွားပြီးတော့ကောင်းမှုကုသိုလ်တွေပြုလုပ်ကြတယ်ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ် Okay နောက်ဆုံးကြောင်းအနေနဲ့ကျွန်တော်လွယ်တာလေးယူထားတယ်ပေါ့နော်အဲ့ဒါလေးကကျတော့အားလုံးပဲ Happy Tingen Festival ဖြစ်ပါတယ်လို့ဖြစ်ပါသေးလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ် Okay အားလုံးပဲဒီနေ့ဗီဒီယိုလေးကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် Tingen မှာပျော်ရွှင်ကြပါစေကျွန်တော်တို့နောက်ပေါ့နော် Tingen မှာအလှလေးလုပ်ဖို့လည်းရှိပါတယ်အဲ့ဒီအလှလေးမှာပါဝင်ခြင်းတဲ့သူဆိုလှူဒန်းလို့ရပါတယ်ဒီကလေးတွေအကုန်လုံးကိုလုံးနဲ့မုတ်လေးကျွေးမွေးတော့ဖြစ်ပါတယ်ရတဲ့ဟိုပေါ့နော်အလူငွေပေါ်မူတည်ပြီးတော့လည်းကျွန်တော်တို့ပို့ပြီးတော့
လူဝင်သွားမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီလိုပေါင်းဝင်လူတန်းချင်တယ်ဆိုရင်ကျွန်တော် CP ကနေစပို့ပေးပါအဲ့ဒါအပြင်ကိုမှကျွန်တော်တို့ဗီဒီယိုလေးဆက်တင်သွားမှာဖြစ်တဲ့အတွက်လူတန်းနေတဲ့ဗီဒီယိုလေးတွေဆက်တင်သွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဒီ YouTube channel ကနေYouTube channel ကို subscribe လေးလုပ်ပေးပါ TikTok channel ကိုလည်းပေါင်းလေးနှိပ်သက်လေးပေးသွားပေးပါအဲ့ဒါအပြင်ကိုမှကျွန်တော် Facebook မှာလည်းတင်မှာဖြစ်တဲ့အတွက်ကျွန်တော် page ကို follow လုပ်ပြီးပို့လည်းမျှော်လင့်ပါတယ်ကဲနောက်မှာကျွန်တော်ရဲ့ page တွေYouTube တွေကိုကျွန်တော်တင်ပေးမှာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ် bye bye